ချီတိုဆိုတာဘေးနားမှာမိန်းကလေးတွေဝိုင်းဝိုင်းလည်နေတယ်လို့လူတွေကတော့သူ့ကိုဒီအစ်စ်လို့တင်စားခေါ်ကြတဲ့နာမည်ကြီးစော်ကြီးပဲတယောက်ပေါ့ဒါပေမဲ့သူ့ရဲ့မိန်းကလေးတငယ်ချင်းတွေကတငယ်ချင်းစီ friend zone ကိုကြော်ဖြတ်ချင်နေကြမှန်းသူရိပ်မိသွားတဲ့အချိန်မှာတော့အခြေအနေတွေကပိုလို့တော့မိုက်လာပါတော့တယ်ဒါနဲ့ပဲသူကလည်းသူ့ရဲ့ hot dog ကိုသူတို့ရဲ့ပေါင်မုံမြက်ထဲထည့်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်ဒီဇလန်ကလောကဒန်ရဲ့အစင်မပြေမှုတွေကြားထဲမှာပဲလူငယ်ဘဝရဲ့ရီမန်းချက်ပန်းတိုင်ကိုရှာဖွေနေကြတဲ့ចောင်းသားလူငယ်လေးတွေအကြောင်းပါဒီဇလန်ရဲ့အလေးဘခုမှာတော့ចောင်းဖွင့်ရသည့်အစမှာပုံမှန်ចောင်းသားတစ်ယောက်လိုပဲပုံမှန်ចောင်းထွက်ပုံမှန်လှုပ်ရှားမှုတွေလုပ်နေတဲ့ချီတိုးဆိုတဲ့ကောင်လေးရှိနေပါတယ်သူကတနည်းနည်းမှာဒီလိုနေ့ရက်တွေကိုပြန်တွေးကြည့်ရင်ငါဟာအရာအားလုံးရဲ့ဗဟိုချက်မှဖြစ်ခဲ့ပါလားဆိုပြီးပျော်ပျော်ကြီးလွမ်းဆွနိုင်ဖို့လည်းမျှော်လင့်နေတာပါတနည်းတော့သူဖုံးဖွင့်နေတော့ချစ်စရာကောင်းတဲ့အတန်းဖုံမှာလေး UR ကရောက်လာပြီးနှုတ်ဆက်ရင်ဘာကြည့်နေတာလဲလို့မေးပါတယ်ချီတိုးကလည်း social media ပေါ်ကအကောင့်တစ်ခုကသူ့ကိုမိန်းကလေးတွေအများကြီးနဲ့ရှုပ်ဖွေပြီး Johnny Sins လို့နှာဘူးကြီးဆိုပြီးရောက်တော့ထားတာကိုပြလိုက်တော့ UR ကစိတ်မဆိုးဘူးလူအများစုကသူ့ကိုခင်ကြတာမို့ဒီအတင်းဖြန်းတွေကခဏပါပဲလို့နှစ်သိမ့်ပေးပါတယ်ချီတိုးကလည်းငါလိုရုပ်ချောညံကောင်းပြီးပစ္စည်းအကြီးကြီးနဲ့လူမျိုးကပူစရာမလိုပါဘူးဆိုပြီးသဘောတူလိုက်ပါတယ်အဲ့ဒီနောက် UR ကသူတို့နှစ်ယောက်ဒီနှစ်လေတန်းတူပြန်ကြတယ်ဆိုတာကိုဝမ်းသာအားရပြလိုက်ပြီးမြဲချီတိုးကငါတို့အဖွဲတစ်ဖွဲလုံးအတန်းတူတာပဲလို့ပြောလိုက်တဲ့အတွက် UR ကစိတ်ကောက်သွားပါတယ်သူတို့နှစ်ယောက်ထဲအတန်းတူတာကိုအရေးမဆိုင်လို့ပေါ့ခဏနေတော့သူတို့အဖွဲနဲ့ဆုံကြပြီးယူကိုကလည်းတပ်ပတဲ့အပြုံးလေးနဲ့လာနှုတ်ဆက်ပါတယ်ယူကိုကချီတိုးရဲ့လက်ကိုကိုင်ပြီးအတန်းတူကြလို့ဝမ်းသာချောင်းပြောတဲ့အခါချီတိုးကလည်းမင်းသားမပိုင်ငါပြင်းနေမှာလို့ပြန်ပြောလိုက်ပါတယ်ဒါကူမီတော့ UR ကမနာလို့ဖြစ်ပြီးဒီမှာချီတိုးကစိုးစိုးကလေးကဖုံးထဲမှာမိန်းကလေးတွေရဲ့တင်ပါးတွေကိုငန်းလို့ကောင်းနေတာဆိုပြီးချက်ချင်းဝင်ကုန်ပါတော့တယ်